အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ရဲ့ first daily vlog ကနေကြိုဆိုပါရစေ Alright ကျွန်တော်ရဲ့ first daily vlog လေးမှာဘာတွေမျှဝေပေးမလဲဆိုတော့အဲ့ဒီတွေဘယ်လောက်များနေတော့မှဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတော့မျှဝေပေးချင်တာဖြစ်ပါတယ်အစအဆုံးကြည့်ရှုအားပေးလောချက်များရှိရင်ဝေဖန်ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်ရောက်190ကိုကျုံရတော့မယ်ဒီနေ့တော့ဒီနေ့တော့အဲ့ဒီ190တယောက်9ယောက်ဖြစ်နေဒီခဲလို့ရ COD ဖြစ်မယ်ပိုက်တယ်ဒီနေ့တော့စားဆုံးဘာမှတော့မပြင်ဆင်ရသေးဘူး190ရောက်တော့အတိလည်းအများကြီးတော့ဒီဘက်နဲ့ဒီပြင်ဖက်တော့မိုးရွာရင်တော့ဆက်လန်းတော့တာလာပြီမိုးရွာတယ်မိုးရွာတယ်Heavy rain Heavy rain မိုးတော့ကြီးကြီးရောအခုကတော့ quick meeting လုပ်နေရပါဘောဒီနေ့ဘယ်လိုလုပ်ကြမယ်ဆိုတော့တယောက်နဲ့တယောက်ပြန်လည်ပြောကြတော့အခုကမိုးတိတ်ပြီဆိုတော့အစားအနေပြန်ပြီးမှမြန်လုံနေရတာခဏနေကဧည့်သည်လာတော့မှာဆိုတော့ဒီလောက်ပါပဲမြန်လုံလိုက်ပါဦးမယ်ဒီနေ့တော့မိုးလဲရွာတယ်ဧည့်သည်200ကျော်ဘယ်လိုလုပ်အောင်မသိဘူးအရေးထဲမှာတက်လီကားပါပြက်စီတော့တယ်ဘာဖြစ်ဒီနေ့တော့ရဲကောင်းတယ်အခုအဲ့ဒီကျူရမယ့်ချိန်ရောက်နေပြီဒါပဲနော်အားလုံးပဲစားဆုံးကြည့်ရှုအားပေးပါအောင်လို့မေတ္တာရပ်ခံရပါတယ်လက်ချ reservation ဝိုင်းကစပြီးမှလာနေပြီအခုတော့အခုတော့တကယ်ချင်းတရားကိုလမ်းကြုံကျူရင်းပြန်တော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ bye bye အခုတော့အိမ်ရောက်ပြီနိုင်ရမယ့်ချိန်ရောက်ဒီနေ့ကတော့